မျိုးလို့ရီမက်ပြီးတော့ပြောချင်းဖြစ်ပါတယ်ဆီယမအဒိဋ္ဌံတစ်ခုကိုဝင်ပြီဆိုလို့ရှိရင်အဲ့ဒီအဒိဋ္ဌံကတခါတလေကြာရင်တစ်နှစ်လုံးဝင်ပေးရတာရှိတယ်ဘာဖြစ်လို့တစ်နှစ်လုံးဝင်ပေးရတာရှိလဲဆိုတော့တချို့သောပိဋကတ်တွေကငွေဝင်ပကံကိုပြင်ကျင်တယ်သို့တော့ပြင်မှုအစင်မပြေသေးတဲ့ကာလငွေဝင်ပကံကိုပြင်ကျင်တယ်လက်ထဲမှာလည်းပတ်စံရှိသို့တော့သူများအိမ်မှာခိတ္တခဏယာယီတဲခုနေရတဲ့ကာလအဲ့ခါကျတော့ငွေဝင်ပကံပြင်မှုအစင်မပြေဘူးအစင်မပြေတဲ့ခါကျတော့အစင်ပြေတဲ့နေကောင်းရက်တာကိုရွေးပြီးတော့ဆီယမနဲ့တိုင်ပင်ပြီးတော့ငွေဝင်ပကံပြင်ကျင်အဲ့ဒီလိုပြင်ကျင်တဲ့အခါမှာဆီယမကတစ်ခုအကျင့်ပေးချင်ချမ်းသာခြင်းမှစင်းရဲတွင်ကလွတ်ခြင်းမှအကျွေးတွေဆက်ခြင်းမှအကျွေးတွေကြေခြင်းမှအကျွေးတွေရခြင်းမှဒုက္ခဆိုတဲ့အတန်ဆိုးတွေတောကဆိုတဲ့နမိတ်မကောင်းတဲ့ခံစားချက်တွေစင်းရဲခြင်းဆိုတဲ့လူလောကကသွေးဖဲခံထားရတဲ့အကြောင်းအရာသူတစ်ပါးကကိုယ်မှာပတ်စံမရှိလို့မင်းငေါ်တာမျက်စောင်းထိုးတာအထင်သေးတာလူအတိုင်းဝိုင်းကနေပယ်ချပလိုက်တာဒီမဲ့ပတ်စံမရှိရင်လေကြိုက်သလောက်အမေအဖေတယောက်တည်းရပဲမွေးတူထုံစင်းမောင်နှမရင်းမဲ့ဖြစ်ပတ်စံမရှိလို့ကတော့တော်တို့ကျုပ်တို့ဘဝကဘာနဲ့တူလဲသိလားအမိုက်ပဲအမိုက်မှလေတန်ဖိုးမရှိတော့အမိုက်ရေတံဘူးခွန်လည်းရောင်းစားလို့ရတယ်အရက်ပလင်းခွန်လည်းရောင်းစားလို့ရတယ်ကျုပ်တို့တော်တို့လိုပတ်စံမရှိတဲ့သူတွေရဲ့ဘဝကလမ်းဘေးကသူများစားပြီးသား900တန်ဇီးတို့အခွန်ကျုပ်တို့ခေတ်တုန်းကတော့90တန်ပေါ့တော့ဇီးတို့အခွန်ပြောင်းနေအောင်ရက်ပြီးလွန်ပြစ်လိုက်တဲ့ပလတ်စတစ်ကတော့တန်ဖိုးရှိအောင်ပဲပတ်စံမရှိတဲ့ဘဝကအဲ့ဒီအမိုက်လောက်တောင်တန်ဖိုးမရှိကျုပ်ရဲ့ဘဝမှာလက်တွေ့ခံစားမှုတဲ့အတွက်တော်တို့ကိုလည်းအဲ့ဒီလိုခံစားချက်တွေရှိမှာပဲဆိုတဲ့အတွေးနဲ့ဒီငွေဝင်ပကံကိုမျှဝေပေးခြင်းဖြစ်တယ်အဲ့ဒီလိုမျှဝေပေးတဲ့အခါမှာစင်ရရင်ကင်းကြပါစေချမ်းသာကြပါစေအကျွေးတွေကြေကြပါစေအကျွေးရှိနေတဲ့ဘဝကလည်းလူမွဲလူနုံလူအလူထုံလူထိုင်းတယောက်ဖြစ်သွားတာ ਨੇ အတူတူပဲဘသူ့ကိုမြင်တိမ်ငင်နေတဲ့စိတ်ကရင်ထဲမှာအဖြစ်အဲ့ဒီလိုမျိုးမဖြစ်ရလေအောင်အဲ့ဒီစမပကံဒီငွေဝင်နေဝင်လာတဲ့ငွေကိုအပုံတွေခွဲအကျွေးဆက်မယ်ချမ်းသာအောင်လုပ်မယ်မကောင်းဘူးလားတော့စင်ရကလွတ်ဖို့ကဲတင်ရှင်သည်စမငွေဝင်ပကံတစ်မျိုးတည်းရှိတယ်ဒါကြောင့်တော်တို့ကို399939444466ကိုဖုန်းဆက်လိုက်ပါလို့ကျုပ်ကပြောတာပေါ့တော့